ချောင်းလမဆိုင်ကိတ်လေးကိုခီရိုမီအယုတ်လေးနဲ့အလှဆင်ပြီးမွေးနေ့ကိတ်လေးပြုတ်လို့မှာကိုဒီချင်းမြေကြည့်ချင်တဲ့သူတွေပဲဒီဗီဒီယိုလေးကိုဆက်ကြည့်ပါရှင်ခီရိုမီအယုတ်လေးရဲ့ theme color ကတော့ခရမ်းရောင်လေးမို့လို့ခရမ်းရောင်ကိတ်လေးကိုပြုတ်လုပ်ထားပါတယ်အပေါ်ကဘာလိုင်းနဲ့အောက်ကဘာလိုင်းလေးကိုတော့ပန်းရောင်လေးပါရှင်Hello Fury ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးကြဖို့လည်းမြစ်တာရက်ခင်ပါတယ်ရှင်ဒီ channel လေးကနေနေ့တိုင်းကျွန်တော်ကမွေးနေ့ကိတ်ပြုလုပ်နီးနဲ့ပတ်သက်တဲ့ဗဟုသုတရာဇရာတွေကိတ်မုံလုပ်နီးကိတ်မုံဖုံနီးအဆက်ရှိတာတွေကိုနေ့တိုင်းသင်ပေးနေတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးခီရိုမီကိတ်လုပ်နီးဒီလိုပုံစံလေးဆိုရင်လေကျွန်တော်ခဏဗီဒီယိုလေးတွေသင်ပေးဖြစ်တယ်ပေါ့နော်ဒီတစ်ခါလေးတော့နည်းနည်းလေးဖြည်းလေးနဲ့တင်ထားပေးပါတယ်ကျွန်တော်က edit လုပ်ရင်လေကြည့်ရတဲ့လူတွေ viewer တွေပြင်းနေမှာဆိုလို့အမြဲတမ်းမြန်လေးပဲတင်ထားပေးဖြစ်တာပါဒီဗီဒီယိုလေးမှာတော့အသေးစိတ်တေးဖြည်းလေးနဲ့တေချာလေးလာလို့ရအောင်တင်ထားပေးပါတယ်နော် Fury ရဲ့ YouTube channel လေးကတော့ subscriber 1000ကျော်သွားပြီပေါ့နော် monetization ရှောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က web shower 4000ပြည့်ရမှာဖြစ်ပါတယ် web shower လေး4000မပြည့်သေးဘူးပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့မှဘာတွေလိုအပ်နေတာလဲ watch hour များလာအောင်ဘာတွေလုပ်တင်လဲဆိုတာလေးတွေအကြံပေးချင်တဲ့လူတွေရှိရင်လည်းအကြံပေးခဲ့ပါနော်ကျွန်တော်အကြံပေးချက်လေးတွေကိုလည်းအပြုသဘောနဲ့အကြံပေးဆွေးနွေးတာလေးကိုလည်းလက်ခံနေပါတယ်ရှင်ကိုယ့်ရဲ့ဗီဒီယိုတွေကအရန်တိုတယ်ပေါ့နော်ကျွန်တော်တင်ရင်ဗီဒီယိုတင်ရင်အများဆုံး3မိနစ်အောက်3မိနစ်ဆိုတာအများဆုံးပဲအဲ့လောက်ပဲတင်တာပေါ့နော်အဲ့ဒါဆိုတော့ watch hour နည်းနေရလားပေါ့ကျွန်တော်ကတော့အဲ့ဒါအဲ့ချက်လေးတော့တန်တရားဖြစ်မိရဲ့ watch hour နည်းတာများတာပဲဖြစ်ဖြစ် subscriber နည်းတာများတာပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုတွေကြည့်ရတဲ့လူကဝင်းနေကိတ်လောက်တာကိုစိတ်ဝင်စားတယ်ဆိုရင်တော့တခုခုရမယ်ဆိုတာကျွန်တော်ကျင်းသေးပေါက်ယုံကြည်တယ်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုကြည့်ခြင်းအပြင်လေကျေးဇူးပါ